တက်သေးသုံးမျိုးနော်အတွင်းတက်သေးအပြင်တက်သေးကောင်းမြတ်ခြင်းတက်သေးဟာလေလုယာအဲ့ဒီကောင်းမြတ်ခြင်းတက်သေးထဲမှာဒီနေ့ကျွန်တော်အနည်းငယ်ဝင်ကခွန်အားပေးခြင်းတဲ့အရာကတော့အောင်မြင်ခြင်းတက်သေးဖြစ်ပါတယ်ကဲဒီမှာကျွန်တော်တို့ကြာရှုံးခြင်းနဲ့ပဲဘဝကိုအဆုံးသတ်ခြင်းနဲ့လူလက်ထောင်မရှိဘူးအောင်မြင်ခြင်းနဲ့ကျွန်တော်တို့ဘဝကိုအတိတ်ပဲရှိအဆုံးသတ်ပြီးတော့မှအောင်ပွဲခံခြင်းနဲ့လူလက်ထောင်ပါဦးထိုလက်များကိုဖျားရှင်ကောင်းကြီးပေးပါစေဟာလေလုယာအာမင်ချစ်တော်မိသားစုတွေအဲ့တော့အောင်မြင်ခြင်းတက်တဲ့အတွက်တမန်ကျမ်းစာကနေအောင်မြင်တဲ့လူပုဂ္ဂိုလ်တယောက်ရဲ့အကြောင်းကိုကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့ယောရှုဖြစ်ပါတယ်ဟေးယောရှုဟာအောင်မြင်တဲ့ခေါင်းဆောင်ဖြစ်တယ်ယောရှုသည်အောင်မြင်သောသူဖြစ်တယ်အဲ့တော့ယောရှုရဲ့အောင်မြင်ရခြင်းအကြောင်းရင်း၄-၅ချက်လေးကျွန်တော်ပြောပြပြီးတော့မှအောင်မြင်ခြင်းတက်တည်ပိုင်ဆိုင်သောသူဖြစ်ဖို့ဘုရားသခင်တင့်ကိုလမ်းဖွင့်ပေးမှာဖြစ်တယ်ကဲအားလုံးကြည့်ရအောင်ဟေ့နံပါတ်1ယောရှုရဲ့အောင်မြင်ခြင်းနံပါတ်1ကတော့ယောရှုသည်ကျွန်ဘဝမှာလွတ်မြောက်သောသူဖြစ်တယ်ထွတ်မြောက်ခြင်းအခန်းကြီး7အငယ်51ကိုကြည့်တဲ့အခါမှာခဏကြည့်အောင်ကဲအားလုံးဖတ်မယ်ထိုနေ့ချင်းတွင်ထာဝရဘုရားသည်ဣသရေလအမျိုးသားဗိုလ်ခြေတို့ကိုအဲခုတ်တုပြည်မှဆောင်သွားတော်မူပြီးလျှင်ကျွန်ဘဝကနေလွတ်မြောက်တဲ့ဂျမ်းပိုက်ဖြစ်တယ်ယောရှုသည်ဣသရေလလူမျိုးများနှစ်ပေါင်း430ကျွန်ခံတဲ့ချိန်မှာကျွန်ဖြစ်ခဲ့တယ်လွတ်မြောက်တဲ့အထဲမှာယောရှုမပါဘူးလားဟဲ့ပါပါတယ်ဒါကြောင့်အောင်မြင်ခြင်းရဲ့ပထမတော့ချက်ကတော့ကျွန်ဘဝကလွတ်မြောက်သောသူဖြစ်ရမယ်နံပါတ်1စာတန်ကျွန်ကနေလွတ်မြောက်သောသူဖြစ်ရမယ်အာမင်နံပါတ်2ကတော့အပြစ်ကျွန်ကနေလွတ်မြောက်သောသူဖြစ်ရမယ်အာမင်နံပါတ်3ကတော့ဘာလဲဆိုရင်ခံစားချက်ကျွန်ကနေလွတ်မြောက်သောသူဖြစ်ရမယ်ပြောပါဦးဘေးနာမိတ်ဆွေကိုခံစားချက်ကျွန်မဖြစ်ပါစေနဲ့သင်ဟာလွတ်မြောက်သောသူဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကခံစားပါအကျိုးရှိတယ်အသက်ပဲအိုသွားတယ်စိတ်ညစ်တော့ခွင့်မလွတ်တာတွေများလာတော့ယောဂါတွေပါရလာတယ်မလုပ်ပါနဲ့မိသားစုတွေခံစားချက်နေရာမှာဘာအစားထိုးရမလဲနှုတ်ကပတ်တော်ခံယူချက်ကိုအစားထွင်းအသစ်သောစပည့်ရေကိုထည့်လိုက်ပါဟာလေလုယာလွတ်မြောက်သောသူဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေသင်ဟာကျွန်ဘဝကလွတ်မြောက်သောသူဖြစ်တယ်ကျွန်တော်နောက်ကနေကျမ်းပိုက်တစ်ပိုက်လိုက်ဆိုပေးပါလူကိုနိုင်သောအရာသည်လူ၏သခင်ဖြစ်၏အာမင်သင်ရဲ့နှလုံးသားဝိညာဉ်ပလင်မှာသခင်ယေရှုမှတပါအခြားသောဘုရင်မရှိဘူးသခင်ယေရှုမှတပါအခြားသောသခင်မရှိဘူးဟာလေလုယာထိုကဲ့သို့သောသူကကျွန်ဘဝကနေခံစားချက်ကနေလွတ်မြောက်သောသူဖြစ်တယ်ကဲခတ်တူလေးသွားမယ်နံပါတ်2ကပါလဲဆိုရင်ယောရှုသည်ဖျားရဲ့မျက်မှောက်တော်တိုးဝင်ပြီးခံစားတော်သူဖြစ်တယ်ထွတ်မြောက်ရာကျမ်း33အငယ်7ကဲအလုံးခတ်တူလေးဖတ်ကြည့်အောင်ထာဝရဘုရားသည်အဆွေခင်ပွန်းချင်းကိုနှုတ်ဆက်တတ်သည်နည်းတူမောရှေနှင့်မျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏မောရှေသည်တတ်သေးသို့ပြန်ဝင်သောအခါသူ၏လက်ထောက်နုံ၏သားယောရှုမြည်သောလူလင်သည်တဲတော်မှမထွက်ပဲနေ၏ဟာလေလုယာသူရဲ့ဝိညာဉ်ခေါင်းဆောင်ဖြစ်တဲ့မောရှေနဲ့အတူမျက်မှောက်တော်ထဲမှာသူလေမောရှေနဲ့ဘုရားသခင်ကဘလောက်ထိကျွန်တော်တို့ယဉ်နီးကျွမ်းဝင်တယ်လဲဆိုရင်အဆွေခင်ပွန်းကိုနှုတ်ဆက်တဲ့ကဲ့သို့လေတခြား version တွေမှာဆိုရင်ဇနီးမောင်နှံနှုတ်ဆက်တဲ့ကဲ့သို့လေနောက် version တစ်ခုမှာဆိုရင်တငယ်ချင်းတဖွဲ့နှုတ်ခွန်းဆက်တဲ့ကဲ့သို့တယ်နော်ဒီမှာကြည့်ထာဝရဘုရားသည်အဆွေခင်ပွန်းချင်းကိုနှုတ်ဆက်တဲ့ကဲ့သို့ကိုစမ်းစစ်ပါသင်ဘုရားသခင်နဲ့ဘလောက်ယဉ်နေကျွမ်းဝင်မှုရှိလဲနားလည်နိုင်ပါစေကိုမေးပါတရက်မှာသင်ဘုရားသခင်နဲ့ဘယ်နှမိနစ်အချိန်ယူလဲတရက်မှာဘယ်နှနာရီဘုရားသခင်နဲ့ယဉ်နေကျွမ်းဝင်မှုသင်ယူနိုင်တယ်လေ
ဟာလေလုယာယောရှုဟာဖခင်ရဲ့မျက်မှောက်တော်မှာဖခင်သခင်နဲ့ယဉ်နီးကျွမ်းဝင်ပြီးမျက်မှောက်တော်မကြာမကြာခံစားတော်သူဖြစ်တယ်ကျွန်တော်ပြောပြမယ်သင်ဖခင်နဲ့ကျွမ်းဝင်မှုအားနည်းရင်သင်ဇာတိတွေထလာတယ်ဖခင်နဲ့အားနည်းရင်ဘာထလာလဲဇာတိထလာတယ်ဇာတိထလာတဲ့အခါမှာဇာတိကနေဖြစ်လာတဲ့အကြောင်းအကျိုးတွေတစ်ခုမှအကောင်းမရှိဘူးနားလည်နိုင်ပါစေဒါကြောင့်ကျမ်းစာပြောတယ်ဝိညာဉ်တဘောနဲ့ဇာတိတဘောဟာတပါးနဲ့တပါးဆန့်ကျင်ဘက်ဖြစ်တယ်တဲ့တွဲနေလို့ကိုမရတာဖြစ်တယ်ဒါကြောင့်အသင်းတော်မှာလည်းကျွန်တော်တို့ဝိညာဉ်နဲ့တွာလာတဲ့အခါဇာတိလူတွေနဲ့အတွေးခေါ်လည်းမတူဘူးဗျဇာတိလူတွေနဲ့စိတ်နဲ့သဘောထားလည်းမတူဘူးဇာတိလူတွေနဲ့ဝတ်ပြုကိုးကွယ်ခြင်းပုံလည်းမတူနိုင်ဘူးဗျဖျားကိုဆာငတ်တဲ့ပုံစံလည်းမတူနိုင်ဘူးဒါကြောင့်အသင်းတော်မှာချစ်တော်မိသားစုတွေဆရာဆရာမတို့ကအားလုံးကိုမေတ္တာနဲ့ဆွဲခေါ်ပေးနေတယ်ဆိုတာသင်ဖျားသခင်နဲ့ယဉ်ကျေးကျွမ်းဝင်မှုရပြီးတော့ဇာတိစိတ်တွေလုံးပါသွားပြီးတော့ဝိညာဉ်နဲ့ပြေဝတဲ့ဝိညာဉ်လိုဖြစ်ဖို့အတွက်ဖြစ်တယ်ဟာလေလုယာဖျားရှင်နာမဘုန်းကြီးပါစေယောရှုဟာဖခင်ရဲ့မျက်မှောက်တော်မှာဖခင်နဲ့မောရှေယဉ်ကျေးကျွမ်းဝင်သူတို့တကယ်ယဉ်ကျေးကျွမ်းဝင်တဲ့အောင်မြင်တော်သူဖြစ်ပါတယ်တတိယတစ်ချက်ဖခင်လူနဲ့အမြဲပေါင်းဖော်သူဖြစ်တယ်ပြောကြည့်ပါဦးပါတယ်လေဖခင်လူနဲ့အမြဲပေါင်းဖော်တော်သူနံပါတ်3ချက်ယောရှုရဲ့အောင်မြင်ခြင်းတတိယတော့ချက်ကတော့ဖခင်လူဖြစ်တဲ့မောရှေနဲ့အမြဲတမ်းယဉ်နီးကျွမ်းဝင်ပေါင်းဖော်တော်သူဖြစ်တယ်ဖခင်နဲ့ယဉ်နီးကျွမ်းဝင်ပြီးတဲ့နောက်ဖခင်လူဝိညာဉ်လူနဲ့ယဉ်နီးပေါင်းဖော်တော်သူဖြစ်တယ်ဒါကြောင့်ချစ်တော်မိသားစုတွေတင်းရဲ့ဘဝတက်တာမှာယောရှုကဲ့သို့အောင်မြင်ခြင်းချီလန်းကိုစာငတ်တောင့်တတဲ့ဆိုရင်သင်ပေါင်းတင်ပြီးတော့မှသင်ဆရာတင်တဲ့လူသင်ရဲ့အရင်နီးဆုံးသောမိတ်ဆွေတငယ်ချင်းဟာဖခင်လူဖြစ်ပါစေဟာလေလုယာတို့စကားရှိတယ်မီးများရင်မီးနိုင်တယ်ရေများရင်ရေနိုင်တယ်သင်ဇာတိလူနဲ့ပေါင်းရင်သင်ပါဇာတိလူဖြစ်သွားတာလောကလူနဲ့ပေါင်းရင်လောကစကားတွေပဲကြားရတယ်ဇာတိလူနဲ့ပေါင်းရင်ဇာတိနဲ့ဆိုင်တဲ့စကားတွေပဲကြားရတော့သူ့ကိုသင်ကဆွဲခေါ်မလို့နဲ့နောက်ကြတော့အဲ့ဒီလူကသူ့ထက်ဆိုးသွားတယ်ဒါကြောင့်သင်ထိတွေ့ပေါင်းသင်ဆက်ဆံနေတဲ့လူဟာဖယားကိုတကယ်ကြောက်ရွံ့ယူသိပြီးတော့ဝိညာဉ်တဘောအပြည့်နဲ့ဝိညာဉ်လူဖြစ်ပါစေဟာလေလုယာစရုပ်ထားချက်ကြည့်မယ်အချိန်သွားနေပါတယ်ယောရှုသည်တန်ရှင်သောဝိညာဉ်တော်ကိုရတော်သူပြီးတော့သူ့ရဲ့ဝိညာဉ်ကောင်းဆောင်မောရှေရဲ့လက်တင်ဆုတောင်းခြင်းခံတော်သူဖြစ်တယ်ထာဝရဘုရားကလည်းဝိညာဉ်တော်ကိုရသောနုံဣသာယောရှုကိုခေါ်၍သင်၏လက်ကိုသူ့အပေါ်၌တင်လော့အာမင်ဟာလေလုယာယောရှုဟာတန်ရှင်သောဝိညာဉ်တော်ကိုရပြီးတန်ရှင်သောဝိညာဉ်တော်မသွန်းလောင်းခင်ကတည်းကဝိညာဉ်တော်နဲ့ယဉ်ကျေးကြောင်းဝင်တော်သူဖြစ်တယ်အာမင်ဝိညာဉ်တော်ဆိုတာကြောက်ဖို့မဟုတ်တချို့တွေဝိညာဉ်တော်အကြောင်းပြောကိုမပြောတဲ့အသင်းတော်တွေအများကြီးဝိညာဉ်တော်အကြောင်းမပြောတဲ့မဟောတဲ့ဓမ္မဆရာတွေအများကြီးပဲဒီကုမောင်တို့မတို့တမန်ကျမ်းစာမှာဖန်ဆင်းစကြတဲ့ကဖခင်သခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ဟာရေမျက်နှာပြင်မှာဘာလုပ်နေလဲလှုပ်ရှားနေတယ်ဟာလေလုယာဒါကြောင့်သားတော်ကိုတိကျွမ်းဖို့လိုသလိုခမည်းတော်ကိုတိကျွမ်းဖို့လိုသလိုယနေ့တင်နဲ့ကျွန်ုပ်နဲ့အတူရှိနေတဲ့တန်ရှင်သောဝိညာဉ်တော်ကိုတာ၍စာငတ်လက်တိကျွမ်းခြင်းသောသူတွေဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေယောရှုရဲ့အောင်မြင်ခြင်းမှာတန်ရှင်သောဝိညာဉ်တော်ကိုရတော်သူတဲ့ဘသူပြောတဲ့စကားလဲဟဲ့ထာဝရဘုရားပြောတဲ့စကားဖြစ်တယ်အာမင်ဝ
ဝိညာဉ်တော်အရာကိုဆွဲလန်းပါအာမင်ဒါဒီမကဘူးကဲလူငယ်တယောက် Freddy မြန်မြန်လေးလားဒူထောက်မယ်လက်ဆန်တမ်းမယ်ဒါကယောရှုမောရှေကိုဖျားပါခိုင်းလေဘာခိုင်းလေလက်တင်ကောင်းကြီးပေးခိုင်းတယ်ကဘုရားရှင်ကောင်းကြီးပေးပါစေ Thank you ရပြီ Hallelujah ချစ်တော်မိသားစုတွေတင်းရဲ့ဝိညာဉ်ခေါင်းဆောင်တွေစီမှာဆုတောင်းခံပါကျေးဇူးတော်ကြောင့်ကျွန်တော်ဒီမှာအဲ့ဒါမျိုးတွေတိတ်မရှိဘူးကျွန်တော်လည်းပြင်ပန်းတာတက်တာပေါ့နော်ဆရာကြီးဆုတောင်းကောင်းကြီးပေးပါဦးမရှိတလောက်ပဲကျွန်တော်တင်ပေးမယ်ဒီနေ့မနေ့လည်းပဲကိုစူမဝင်းနဲ့မတူစာဝင်းတို့ကသူတို့ရဲ့ချန်ထွက်အဦးတီးတော့အတီးဖြစ်တဲ့စတော်ဘယ်ရီသူတို့မောင်မိသားစုရောလာပြီးယူလာပေးတယ်တချို့တွေနော်သူရဲ့စေတနာကိုတအားဝမ်းသာတယ်ဒါနဲ့ကျွန်တော်ကချက်ချင်းပါလုပ်ပေးလဲဆိုတော့ကဲသမီးလို့ကောင်းကြည့်ပေးမယ်နားလည်နိုင်ပါစေကျွန်တော်ဆုတောင်းကောင်းကြည့်ပေးတယ်ကောင်းကောင်းမှတ်တမ်းတဲ့ပုံလဲတင်းထောင်မောရှိကိုကျွန်တော်ရက်ခိုင်းတာပြောချင်တာကဘာလဲဆိုတော့တင်တဆုံတယောက်တော့ဓမ္မဆရာတွေဝိညာဉ်ခေါင်းဆောင်တွေကိုတင်ပေးတဲ့အခါမှာပေးယုံမကပဲနဲ့ကောင်းကြီးပါတောင်းတတော်သူဖြစ်ပါစေဒါတင်အတွက်ခွင့်ရလေဟာလေလုယာနော်ယောရှုရဲ့အောင်မြင်ခြင်းစရုပ်ထတော့ချက်ကဝိညာဉ်တော်ကိုတိကျွမ်းပြီးတော့မှဝိညာဉ်ခေါင်းဆောင်ဖြစ်တဲ့မောရှေစီကနေပြီးတော့မှလက်တင်မင်္ဂလာဖြစ်တဲ့ကောင်းကြီးရတော်သူဖြစ်တယ်ပြင်စမတစ်ချက်ကြည့်ရအောင်ယောရှုသည်အကောင်းမြင်ဝါဒရှိတော်သူဖြစ်တယ်ဟာလေလုယာအကောင်းမြင်ဝါဒရှိတော်သူဖြစ်တယ်ဒေါလေယာကျမ်းအခန်းကြီး73အငယ်33ဒေါလေယာကျမ်းအခန်းကြီး14အငယ်9နဲ့9ကိုကြည့်တဲ့အခါမှာယောရှုကခါနာန်ပြည်ကိုစူးစမ်းဖို့လူဘယ်နှယောက်လွှတ်လိုက်လဲ12ယောက်လွှတ်လိုက်တယ်12ယောက်လွှတ်ပြီးတော့မှသူတို့မြင်တာချင်းတူတယ်ကြုံတွေ့တာချင်းတူတယ်တွားတာချင်းတူတယ်သူတို့ခါနာန်ပြည်ကနေပြန်လာတဲ့အခါမှာမောရှေကိုသူတို့ report ပေးရတယ်သူတို့တွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေကိုမောရှေနဲ့သူဣသရေလလူမျိုးများကိုအကြောင်းပြန်ရတယ်10ယောက်တော့သူတွေကအနှုတ်လက္ခဏာဆောင်တဲ့မဖြစ်နိုင်ဘူးတဲ့ငါတို့တွေကသူတို့ရှေ့မှာနှံကောင်လောက်ပဲရှိတယ်သူတို့ကတကယ်လူ giant လို့ခေါ်တဲ့တကယ်ကြီးမားတဲ့လူတွေဖြစ်တယ်မောရှေတဲ့ဒီမှာကြီးတဲ့သူတို့ရဲ့စပစ်တီးတခိုင်ကဘာဖြစ်လဲလူနှစ်ယောက်ထိုင်ရတာအဲ့လောက်ထိခါနန်ပြေကကောင်းမွန်တဲ့နေရာဖြစ်တယ်ဒါကြောင့်ငါတို့တွားရင်လဲရှုံးမှာပဲတိုက်မနေနဲ့အဲ့ဒီချိန်မှာယောရှုနဲ့ကာလက်ဆိုတဲ့လူနှစ်ယောက်ကအခုချက်ချင်းတိုက်မယ်ဟာလေလုယာယောရှုပြောတဲ့စကားကျွန်တော်သိကြိုက်တယ်သူတို့မှာတဲ့အမိတကယ်မရှိဘူးတဲ့စနထောင်မှာတာအဲ့ဒီချမ်းပိုက်လေးတစ်ချက်ပြပေးပါအောင်ယေရှုပြောယောရှု14တောလေယာကျမ်း14ခုနှစ်ထာဝရဘုရားကိုမပုန်ကန်ကြပါနဲ့ထိုပြည်သူပြည်သားတို့ကိုမကြောက်ကြနဲ့သူတို့သည်ငါတို့စားစရာဖို့ဖြစ်ကြ၏ကျွန်တော်သိကြိုက်တဲ့စကားလေးသူတို့၌အမိတကယ်မရှိအာမင်သူတို့မှာကြောထောက်နောက်ကအမိတကယ်မရှိဘူးတဲ့ငါတို့မှာနောက်တန်းမှာရှီတန်းမှာပပလဲမှာထာဝရဘုရားရှိတယ်တဲ့လက်ကိုတီးတဲ့ဖျောက်ချင်မရအောင်ငါတို့ဖက်မှာဘုရားရှိတယ်ငါတို့ဖက်မှာထာဝရဘုရားရှိတယ်ဟာလေလုယာတမန်တော်ရှင်ပေါလုကငါတို့ဖက်မှာဘုရားရှိရင်ငါတို့တစ်ဖက်၌ဘသူနေနိုင်မှာလဲဟိုဖက်မှာနေတဲ့လူထက်ငါတို့ဖက်မှာရှိတဲ့လူကပို့ပြီးတော့မှအားကြီးတယ်ဒီမှာကြည့်နော်ယောရှုကသူယုံကြည်ခြင်းဘလောက်ကောင်းလဲအဲ့ဒီမယုံကြည်သူတွေတို့မှအမိတကယ်မရှိဘူးသူတို့ကကံတရားလေးကိုပဲအမိပြုပြီးသွားနေတာဖြစ်လိုက်ကံကောင်းလို့မဖြစ်လိုက်
ကန်ဆိုလို့ကျွန်တော်တို့ကကံပေါ်မှာမယုံဘူးအသက်ရှင်တဲ့ထာဝရဘုရားတင်းရဲ့ကြောထောက်နောက်ခံဖြစ်တယ်ဟာလေလုယာအသက်ရှင်တဲ့ထာဝရဘုရားတင်းကိုတတိနဲ့ကြည်ရှင်နေတယ်တင်းရဲ့ခေါင်းပေါ်မှာရှိတဲ့စပင်ကိုပင်နဲ့အကုန်စင်ရည်တွက်ပြီးတော့တင်းကိုယူဆိုင်နေတဲ့ဘုရားဖြစ်တယ်နားလည်နိုင်ပါစေဟာလေလုယာတင်းရဲ့အချစ်ဆုံးခင်မိုးတဲ့အိမ်အိပ်ပျော်သွားမယ်တင်းတိတ်ချစ်တဲ့ဇနီးတဲ့အိမ်အိပ်ပျော်သွားမယ်တင်းတိတ်ချစ်တဲ့မိဘတွေတင်းတိတ်ချစ်တဲ့သားသမီးတွေနည်းနည်းချမ်းချမ်းအိပ်ပျော်သွားတဲ့အခါမှာငိုင်းမြေအိပ်ပျော်ခြင်းမရှိပဲတင်းကိုတတိနဲ့ကြည်ရှုနေတာဟာကောင်းကင်ဘုံအဖဖြစ်တယ်လက်ခုပ်တီးလက်ကြည်မရအောင်ဟာလေလုယာသူတို့မှာတဲ့အမိတကယ်မရှိဘူးတဲ့ကဲဆက်ဖတ်မယ်ထာဝရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏သို့ဖြစ်၍သူတို့ကိုမကြောက်ကြနဲ့ဟုပြောဆိုကြလေနားလည်နိုင်ပါစေအခုလက်ရှိကျွန်တော်ချင်းနေတည်နေရတခုပြီးတခုကြောက်စရာတွေနဲ့ပဲမဟုတ်ဘူးလားစိုးရင်စရာပူပန်စရာတွေထိတ်လန့်စရာတွေသို့တော့ဖခင်သခင်ငါတို့ဖက်၌ရှိတယ်သူတို့ကိုမကြောက်နဲ့ပြောပါဦးဘေးနာမိတ်ဆွေကိုမကြောက်နဲ့ဟာလေလုယာလိုက်ဆိုပါဖခင်သခင်ဒီငါတို့ကိုကြောက်တတ်သောစိတ်တော်ကိုမပေးဟာလေလုယာကြောက်တတ်တဲ့စိတ်ဖခင်မပေးဘူးတင်ဟာတင်အဲ့ဒါကိုလေအဖိုးခတပြားမှမယူဘဲနဲ့တင်ဟာသူယူနေတာမယူနဲ့တော့တကောပါသောစိတ်ရှင်းလင်းသောစိတ်ချစ်တတ်သောစိတ်ကိုပေးတဲ့ဘုရားဖြစ်တယ်ကျွန်တော်နဲ့သူဝန်ခံကြရအောင်ကျွန်တော်မကြောက်တော့ဘူးကျွန်မကြောက်တော့ဘူးဟာလာအတန်လေးတွေကလည်းအမျိုးသားတွေကျွန်တော်အမျိုးသမီးတွေကျွန်မမကြောက်တော့ဘူးလို့ကျွန်တော်တို့သုံးချိန်ကြွေးကြော်မယ်1 2 3ကျွန်တော်မကြောက်တော့ဘူးကျွန်တော်မကြောက်တော့ဘူးကျွန်တော်မကြောက်တော့ဘူးအာမင်ဟာလေလုယာဘာဖြစ်လို့လဲသူတို့မှအမိတကယ်မရှိဘူးငါတို့ဘက်မှာထာဝရဘုရားရှိတယ်မစိုးရိမ်ပါနဲ့โอเคနောက်ဆုံးတစ်ချက်ကြည့်အောင်ယောရှုသည်ရဲရင်၍တိုက်ပွဲဝင်သိမ်းပိုက်တော်သူဖြစ်တယ်မနေ့ devotion မှာဆရာခရစ်လည်းကျွန်တော်သင်ပေးသွားပြီထိုင်ရတဲ့အောင်မြင်မှုဆိုတာရနိုင်လားထိုင်ပြီးတော့တနေ့ကုန်ကတင်ပေါ်မှာလဲလျောင်းပြီးတော့မှအောင်မြင်တော်သူပြောလို့ရလားဟဲ့သင်အောင်မြင်တော်သူဖြစ်ဖို့တိုက်ပွဲထဲဝင်ရတယ်စာမေဝဲအောင်ဖို့စာမေဝဲဖြစ်ရတယ်ဟာလေလုယာနားလည်နိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်သင်ရဲ့အထက်မှာဝိညာဉ်တိုက်ပွဲရှိတယ်သင်ရဲ့မိသားစုမှာရင်ဆိုင်နေရတဲ့စာတန်ရဲ့တိုက်ခိုက်မှုတွေဆွေမျိုးသားချင်းတွေရဲ့တိုက်ခိုက်မှုတွေပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေမရှိဘူးလားရှိတယ်ဒီအချိန်မှာကျွန်တော်တို့ကုန်စည်နှုန်းရဲ့တိုက်ခိုက်မှုတွေဟုတ်တယ်နော်အစင်မပြေမှုရဲ့တိုက်ခိုက်မှုတွေလမ်းပန်းဆက်သွယ်မှုရဲ့တိုက်ခိုက်မှုတွေအခြေအနေအမျိုးမျိုးရဲ့တိုက်ခိုက်မှုတွေရှိတယ်ဒါတွေအားလုံးကိုကျွန်တော်တို့ကအရှုံးပေးဖို့လားဟဲ့သို့မဟုတ်ရင်ဆိုင်ပြီးတိုက်ပွဲဝင်ပြီးတော့အောင်ပွဲခံတော်သူဖြစ်မလားအောင်ပွဲခံတော်သူဖြစ်ရမယ်အောင်မြင်ခြင်းတတရားဖို့အတွက်သင်ဝိညာဉ်တိုက်ပွဲဆင်နွှဲရမယ်အောင်မြင်ခြင်းတတရားဖို့ရတဲ့သင်ဒီဘဝတိုက်ပွဲကိုရင်ဆိုင်ရတော်သူဖြစ်မယ်ရင်ဆိုင်တော်သူဖြစ်ရမယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာမောရှေရဲ့ခေါင်းဆောင်မှုကအေဂုတုပြည်ကနေဂျွန်ဘဝကနေလွတ်မြောက်ပြီးနှစ်40ပတ်လုံးတဲကန်ဒရာမှာသူကစီရင်ပေးခဲ့တယ်အုပ်စိုးပေးခဲ့တယ်သူအသက်120ပြည့်လို့ဖျားခေါ်တဲ့အခါမှာသူ့ရဲ့မျိုးဆက်တစ်သူမွေးထုတ်ထားတဲ့ယောရှုအဖြစ်ခါနာန်ပြည်ကိုသိမ်းပိုက်ဖို့ဖြစ်တယ်ဟာလေလုယာဂတိတော်ကတော့နို့နဲ့ပြားကြီးစီးဆင်းသောပြည်သို့တင်တော်ကိုငါပို့မယ်အဲ့ဒါဖခင်ရဲ့ဂတိတော်ဒါမဲ့သူတို့လက်တွေ့လောက်ရတာက
အဲ့ဒီမှာရှိနေတဲ့လူမျိုးကြီးတွေအားလုံးကိုဘာလုပ်ရလဲဟဲ့တိုက်ထုတ်ရတယ်တိုက်ထုတ်ရတယ်ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာအချောင်သမားမရှိဘူးပြန်ပြောမယ်ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာအချောင်ခိုးခြင်းမရှိဘူးအချောင်လမ်းမရှိဘူးဖြက်လမ်းမရှိဘူးဘုရားသခင်ကျွန်တော်တို့ကိုဝိညာဉ်နဲ့ပယ်ထဲဘဝတက်တာထွက်ပြင်ဆင်ထားတဲ့လမ်းဘဝတိုက်ပွဲကိုသင်ဟာရင်ဆိုင်ရမယ်ဝိညာဉ်တိုက်ပွဲကိုသင်ရင်ဆိုင်ရမယ်ဟာလေလုယာနားလည်နိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေစုံစမ်းခြင်းများများခံရတဲ့လူအောင်မြင်ခြင်းများများရမယ်ဟာလေလုယာအာမင်စုံစမ်းခြင်းများလေအောင်မြင်ခြင်းများလေဟာလေလုယာစုံစမ်းခြင်းကြီးမားလေအောင်မြင်ခြင်းကြီးမားလေဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးပါစေဒါဝိဒ်သူတိုက်ရတဲ့ဂေါလိယဆိုတာသူ့ထက်အဆဆအရာရာမှာတာလွန်ကြီးမြတ်တဲ့လူဖြစ်တယ်အရာအမောင်းကြီးမလားတုံးပြုတ်တဲ့လက်နဲ့ခရိယာကိုကြီးမလားသူ့ရဲ့ experience လို့ခေါ်တဲ့အတွေ့အကြုံကြီးမလားတခြားစီပဲဒီမှာက18နှစ်အရွယ်လူငယ်လေးဟိုမှာကတကယ်ကိုရှူရီတနိုင်ငံလုံးကဘယင်ကစချစ်ကြောက်ယိုသေးရတဲ့ကြောက်ရတဲ့လူဘလူခေါ်လေအရက်ကဘယ်နဲ့ပေးလဲဆိုရင်6တောင်တထွားတဲ့နှစ်ထွားတောင်တုံးနဲ့တိုင်းတဲ့ခါမှာဂေါလိယရဲ့အရက်ဟာ6ပေ6လက်မှရှိတယ်အခုအရှိမမတည့်ရနေတဲ့ကျွန်တော်9ပေ10လက်မှပါဒါ9ပေ10လက်မှ6ပေဆိုတော့sorry 9ပြေခွဲကြည့်ပါဒါဝိကြီးကြီးမားမားတိုက်ခဲ့ရတယ်တစ်ဖက်ကနေကြီးမားသောအောင်မြင်ခြင်းရခဲ့တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒါကြောင့်သင်တွေ့ကြုံရတဲ့အသေးမွှားလေးနဲ့မငြီးတွားပါနဲ့မငြီးတွားပါနဲ့အလုံးကျွန်တော်နောက်ကနေလိုက်ဆိုပေးပါဘုရားသခင်ကျွန်ုပ်ကိုသိတယ်ကျွန်ုပ်ကိုမြင်တယ်အလုံးစုံဘုရားသခင်တတ်နိုင်တယ်ဟာလေလုယာဟာလေလုယာစင်ကြီးတကောင်တရားကြီးဖြတ်လာတယ်တရားဖြတ်လာတော့စင်ရဲ့ဝိတ်နဲ့ဆိုတော့တရားဘာဖြစ်လဲလှုပ်စင်ပေါ်မှာနားနေတဲ့ဖြုတ်လေးတကောင်ကငါတရားဖြတ်တာတရားကြီးတောင်တုန်ခါသွားတယ်ဗျာအလုံးနားလည်နိုင်ပါစေယေရှုခရစ်တော်ရဲ့အောင်မြင်ခြင်းအလုံးဟာသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်စင်ကြီးပမာအားကြီးတဲ့ယေရှုခရစ်တော်အပေါ်၌ယုံကြည်ခြင်းနဲ့ဖက်ထားပါဟာလေလုယာတမန်တရားနဲ့ငြိလိုက်လျှောက်ပါအသက်တာကိုပြင်ဆင်ပါအကောင်းဆုံးအသက်ရှင်ပါခရစ်တော်အတစ်ဖက်ကိုသူကူးသွားသလိုမြစ်ကမ်းတစ်ဖက်ကိုကူးသွားသလိုခရစ်တော်နဲ့ရှိနေတဲ့သင်ဟာလည်းခရစ်တော်နဲ့အတူအစဉ်အောင်ပွဲခံတော်သူဖြစ်ဖို့သင်ကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်